အတန်း new channel ကို subscribe ပါများလို့မမြင်ပါဘူးယခုလက်တလုံးမှာတရဖူဇလန်တဲ့ပိတ်တအားပိတ်မှုကိုရရှိနေတဲ့တရုတ်ဆောင်နေဝင်လဲဟာဆိုလို့ရှိရင်22ရက်9လကအလူတခုပြုလုပ်ခဲ့ပါတယ်သူမကိုယ်တိုင်မလုပ်နိုင်ပေမဲ့လည်းပိတ်တတီကိုသူမရဲ့ကိုယ်စားလှူခိုင်းခဲ့တာဖြစ်ပါတယ်ရွှေစံပြစီယုံမှာတရုတ်ဆောင်ရွှေစံပြစီယုံဘိုးဘရိတ်တာနဲ့စံပြုတ်ရေတန်းကျုပ်ပုံများကိုရွှေစံဘိုးဘရိတ်တာရွှေစံပြစီယုံနဲ့စီယုံကြီးတို့ကိုလူတန်းခဲ့တာဖြစ်ပါတယ်နေဝင်လဲရဲ့အလှူကိုပြည်သူများကတာတူအနုမောဒနာတရားများပွားများခဲ့ကြပြီးတော့တေးဆောင်နေလီဝင်တဲ့ဟာဆိုရင်ကျွန်တော်အမိုးဆုံးကျွန်တော်ဇလန်းတွင်နဲ့အောင်မြင်တဲ့ပြည်သူအပိမှုကိုအခိုင်အမာရရှိထားတဲ့တေးဆောင်တစ်ယောက်လည်းဖြစ်ပါတယ်ယခုဆိုလို့ရှိရင်တေးဆောင်နေဝင်ရဆိုလို့ရှိရင်အမတီဖူဇလန်းတွင်မှာတရဖူဇလန်းတွင်မှာပါဝင်ပြီးပြည်သူရဲ့အပိမှုရရှိတဲ့ကြောက်လည်းဖြစ်ပါတယ်အတန်း new channel ကို subscribe ပါများလို့မမြင်ပါဘူးယခုလက်တလုံးမှာတရဖူဇလန်တဲ့ပိတ်တအားပိတ်မှုကိုရရှိနေတဲ့တရုတ်ဆောင်နေဝင်လဲဟာဆိုလို့ရှိရင်22ရက်9လကအလူတခုပြုလုပ်ခဲ့ပါတယ်သူမကိုယ်တိုင်မလုပ်နိုင်ပေမဲ့လည်းပိတ်တတီကိုသူမရဲ့ကိုယ်စားလှူခိုင်းခဲ့တာဖြစ်ပါတယ်ရွှေစံပြစီယုံမှာတရုတ်ဆောင်ရွှေစံပြစီယုံဘိုးဘရိတ်တာနဲ့စံပြုတ်ရေတန်းကျုပ်ပုံများကိုရွှေစံဘိုးဘရိတ်တာရွှေစံပြစီယုံနဲ့စီယုံကြီးတို့ကိုလူတန်းခဲ့တာဖြစ်ပါတယ်နေဝင်လဲရဲ့အလှူကိုပြည်သူများကတာတူအနုမောဒနာတရားများပွားများခဲ့ကြပြီးတော့တေးဆောင်နေလီဝင်တဲ့ဟာဆိုရင်ကျွန်တော်အမိုးဆုံးကျွန်တော်ဇလန်းတွင်နဲ့အောင်မြင်တဲ့ပြည်သူအပိမှုကိုအခိုင်အမာရရှိထားတဲ့တေးဆောင်တစ်ယောက်လည်းဖြစ်ပါတယ်ယခုဆိုလို့ရှိရင်တေးဆောင်နေဝင်ရဆိုလို့ရှိရင်အမတီဖူဇလန်းတွင်မှာတရဖူဇလန်းတွင်မှာပါဝင်ပြီးပြည်သူရဲ့အပိမှုရရှိတဲ့ကြောက်လည်းဖြစ်ပါတယ်အတန်း new channel ကို subscribe ပါများလို့မမြင်ပါဘူးယခုလက်တလုံးမှာတရဖူဇလန်တဲ့ပိတ်တအားပိတ်မှုကိုရရှိနေတဲ့တရုတ်ဆောင်နေဝင်လဲဟာဆိုလို့ရှိရင်22ရက်9လကအလူတခုပြုလုပ်ခဲ့ပါတယ်သူမကိုယ်တိုင်မလုပ်နိုင်ပေမဲ့လည်းပိတ်တတီကိုသူမရဲ့ကိုယ်စားလှူခိုင်းခဲ့တာဖြစ်ပါတယ်ရွှေစံပြစီယုံမှာတရုတ်ဆောင်ရွှေစံပြစီယုံဘိုးဘရိတ်တာနဲ့စံပြုတ်ရေတန်းကျုပ်ပုံများကိုရွှေစံဘိုးဘရိတ်တာရွှေစံပြစီယုံနဲ့စီယုံကြီးတို့ကိုလူတန်းခဲ့တာဖြစ်ပါတယ်နေဝင်လဲရဲ့အလှူကိုပြည်သူများကတာတူအနုမောဒနာတရားများပွားများခဲ့ကြပြီးတော့